မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပြခြင်းတဲ့ခေါင်းစဉ်ကတော့လူအဖွဲ့အစည်းနဲ့စနစ်ကျွန်တော်တို့နိုင်ငံမှာလူတစ်ယောက်တည်းကမကောင်းလို့လားဒါမှမဟုတ်စနစ်မကောင်းလို့လားဆက်လိုက်ကြအောင်ဗျာလူအဖွဲ့အစည်းတစ်ခုကလူတွေများတဲ့နေရာတစ်ခုသက်သက်ပဲမဟုတ်ပါဘူးအဲ့ဒါအဲ့ဒီအဖွဲ့အစည်းအတွင်းမှာရှိတဲ့ယုံကြည်မှုတွေစီကံတွေအလေးအထားတွေအကျိုးစီးပွားတွေအကြက်အတဲတွေအဲ့ဒါတွေကလူမသိသူမသိထက်ခါပဲ့တင်ထက်နေရဲ့အသက်ရှင်နေတဲ့စနစ်တစ်ခုခေါ်ပါတယ်တချို့ကလူတွေမကောင်းဘူးလို့ပြောကြတယ်တချို့ကြတော့လဲစနစ်မကောင်းလို့ပြောကြတယ်တချို့ကြလဲအစိုးရတည်ဆဲအစိုးရပဲမှားတယ်လို့မြင်ကြတယ်တချို့ကြလဲပြည်သူကမလိုက်နာလို့မတိုးတက်လို့မြင်ကြတယ်တကယ်တမ်းမှာကလူဖွဲ့စည်းတစ်ခုပျက်စီးခြင်းဟာလူတစ်ယောက်တည်းအကျဉ်းစိုးကြောင့်မဟုတ်တယ်လို့စနစ်တစ်ခုတည်းအမှားကြောင့်လည်းမဟုတ်ပါဘူးဗျာအဲ့ဒါလူနဲ့စနစ်အစိုးရနဲ့ပြည်သူအခွင့်အလမ်းနဲ့ဖိအားယုံကြည်မှုနဲ့ကြောက်စိတ်အဲ့အရာတွေအားလုံးပေါင်းဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့ရလဒ်ကိုခေါ်တာပါကဲအဲ့ဆိုလို့ရှိရင်စနစ်ဆိုတာဘာလဲကိုအရင်သွားကြည့်ကြအောင်ဗျာစနစ်ဆိုတာယုံကြည်တွေဥပဒေတွေစီးမြင့်တွေအဲ့ဒါတွေလို့ကျွန်တော်တို့ထင်ကြတယ်တော့မဟုတ်ဘူးဗျစနစ်ဆိုတာလူတွေဘယ်လိုဆုံးဖြတ်တယ်လဲဘသူရဲ့အတန်ကိုနားထောင်နေတယ်လဲဘသူကိုပို့ပြီးတော့ခွင့်ရေးပေးတယ်လဲဘသူကိုပို့နစ်နာစေတယ်လဲအဲ့ဒါတွေကိုပုံဖော်နေတဲ့မမြင်ရတဲ့တိဆောက်မှုတွေပါဗျာလူတယောက်ကမှန်တာကိုလုပ်ချင်တယ်ဆိုပေမဲ့စနစ်ကမမှန်တဲ့အခါမှာဘယ်လိုလူမျိုးကိုအခွင့်အရေးပေးနေတယ်လဲဥပမာဗျာကောင်းတာလုပ်တဲ့လူနဲ့မကောင်းတာလုပ်တဲ့လူနှစ်ယောက်ရှိရပဲထားလိုက်ပါတော့စနစ်ကကောင်းတာလုပ်တဲ့လူကိုဖိနေပြီးတော့မကောင်းတာလုပ်တဲ့လူကိုအချိန်ပိုကြာစေပြီးတော့ပေါ့ဗျာမကောင်းတာလုပ်တဲ့လူကိုလျင်မြန်တက်တာအချိန်ကုန်တက်တာစေပြီးတော့အကျိုးမြတ်ပေးနေရဆိုလို့ရှိရင်အချိန်ကြာလာရဲ့မြတ်ကောင်းတာလုပ်တဲ့လူကဘယ်ကိုလိုက်သွားမလဲအဲ့စနစ်အတိုင်းပဲလိုက်သွားတော့မှာပဲစနစ်ရဲ့ခေါ်ဆောင်ရာနောက်ကိုပဲလိုက်သွားတော့မှာပဲအဲ့ဒီလိုပဲစနစ်ကမှန်ကန်မှုကိုကာကွယ်ပေးနိုင်ရင်လူတွေကတဖြည်းဖြည်းနဲ့ပိုကောင်းလာတယ်ဒါကြောင့်လူဖွဲ့စည်းတစ်ခုကိုနားလည်မယ်ဆိုလို့ရှိရင်လူတစ်ယောက်ချင်းစီကိုကြည့်လို့မရဘူးဗျသူတို့ပတ်ဝန်းကျင်တွေကတယောက်ချင်းစီရဲ့ပတ်ဝန်းကျင်တွေကနေဘာတွေသင်ပေးနေရဲဘာတွေကိုသင်ပေးနေတယ်လဲဆိုတာပါကြည့်ရတယ်အဲ့ဆိုရင်ကျွန်တော်နိုင်ငံမှာဘာလို့လူတွေကကိုကျိုးပဲကြည့်လာများလာကြလူတွေကသဘောတဘာဝအရာမကောင်းတဲ့လူတွေမဟုတ်ဘူးဗျဒါပေမဲ့ရှင်တန်ရေး PR များလာရင်ကိုကျိုးအရင်ကြည့်လာတတ်ကြတယ်ဥပမာဗျာသမင်း4ရက်5ရက်လောက်မစားတဲ့လူ2ယောက်အရှိမသမင်းတပကံသွားချထားမယ်ဆိုလို့ရှိရင်ဟင်းကောင်းကောင်းလေးနဲ့သမင်းတပကံသွားချထားမယ်ဆိုလို့ရှိရင်ကျင်းနေပေါ့ပဲညာတော့အဖြစ်ပေါ့မျှဝေပြီးတော့စားလေးတော့ရှိကြအောင်မို့တယောက်နဲ့တယောက်လုံးထွေးသက်ပို့ပြီးတော့စားကြမှာဘာဖြစ်လို့လဲရှားပါတာကိုငတ်လာတာကိုအသက်ရှင်ဖို့အတွက်ကိုအားထုတ်လာတာကိုကြည့်အောင်ဗျာမနေ့ပြန်အလုံးမရှိလို့ရှင်လစာမလောက်လို့ရှင်မျှတမှုလားမရှိလို့ရှင်အခွင့်အရေးနဲ့ရင်အမှန်လောက်လဲအကျိုးမရှိရင်အဲ့ဒီအချိန်နေမှာလူတွေကစနစ်အတွက်မဟုတ်တော့ဘဲနဲ့ကိုယ့်အတွက်ပဲစဉ်းစားလာကြတယ်အဲ့ဒါကိုအပြစ်လို့ပြောလို့တော့မရဘူးဗျအဲ့ဒါအကြက်တဲရဲ့မှာရှိရလူတယောက်ရဲ့သဘာဝရဲ့တုံ့ပြန်မှုအဲ့တုံ့ပြန်မှုကိုလည်းအစိုးရနားလေနိုင်ရမယ်ဒါပေမဲ့ဒီလိုကိုကျိုးစည်းပွားတွေများလာလို့ရှိရင်လူမှုယုံကြည်မှုကစပြီးတော့ကျဆင်းလာတယ်လူမှုယုံကြည်မှုစပြီးတော့ကျဆင်းလာတယ်လူတိုင်းကငါအရင်လို့တွေးလာရင်ငါတို့ဆိုတာတဖြည်းဖြည်းပျောက်သွားတယ်ငါထက်ငါတို့ကိုဦးစားပေးရမယ်အစားငါတို့ထက်ကိုငါ့ကိုအရင်ပို့ပြီးတော့ဦးစားပေးလာတဲ့သဘောပေါ့ဗျာ
ယုံကြည်မှုကျိုးသွားတဲ့အခါမှာလူဖွဲ့စည်းတစ်ခုမှာယုံကြည်မှုကမမြင်ရပါပဲအရေးကြီးဆုံးအရင်းမြစ်တစ်ခုပြလူကိုယုံကြည်နိုင်ရင်ပူးပေါင်းတတ်တယ်ဥပဒေကိုယုံကြည်လို့ရှိရင်လိုက်နာတယ်အပွဲစည်းကိုယုံကြည်ရင်ရင်းနှီးမြုပ်နှံတယ်ကျွန်တော်တို့ရဲ့အနာဂတ်ကိုယုံကြည်ရင်တည်ဆောက်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့နိုင်ငံရောလူတွေကိုယုံကြည်နိုင်သလားကျွန်တော်လိုက်နာနေတဲ့ဥပဒေတွေကိုရောယုံကြည်နိုင်လားမဖြစ်မနေလိုက်နာနေရတဲ့ဥပဒေတွေကိုရောယုံကြည်နိုင်ကြသလားအဖွဲ့အစည်းတွေကိုရောကျွန်တော်တို့ယုံကြည်ပြီးတော့ယဉ်နှီးမြှုပ်နှံနိုင်ကြသလားအနာဂတ်တွေကိုရောယုံကြည်ပြီးတော့ကျွန်တော်တို့တည်ဆောက်နိုင်ကြသလားဒီမေးခွန်းတွေကျွန်တော်တို့ဖြေဆိုဖို့တော့လိုအပ်မယ်တော့ထင်တာပဲဒါပေမဲ့ယုံကြည်မှုပြတ်သွားရင်လူတိုင်းကကာကွယ်ရေးအခြေအနေနဲ့ပဲနေတက်လာကြတော့တယ်ဥပမာပြကျွန်တော်မြန်မာနိုင်ငံရဲ့တက်မတော်လို့ဒါစော်ကားတာမဟုတ်ပါဘူးတကယ်ပြောတာပါဘာလို့လဲဆိုတော့ဘေးနားမှာအင်အားကြီးတဲ့နိုင်ငံတွေကြီးပဲရှိနေတယ်ကိုယ့်တက်စီးပွားရေးတာနေတဲ့နိုင်ငံတွေကြီးပဲရှိနေတယ်တက်မတော်မှာအများနဲ့အတွေ့အကြုံပဲရှိတယ်သူတို့မှာဒါကျွန်တော်မြင်ရသလောက်ပြောတာပေါ့နော်ဘာအတွေ့လဲဆိုတော့ကာကွယ်ရေးစွမ်းအင်မြင့်တင်ရေးပဲတိုက်ခိုက်စွမ်းအင်မြင့်တင်ရေးအတွက်ကာကွယ်ရေးစွမ်းအင်မြင့်တင်ရေးကိုသူတို့မှအဓိကထားပြီးလုပ်ရတယ်ဘာဖြစ်လို့လဲဆိုတော့ဘေးနားပတ်ပတ်လေကိုကြည့်လိုက်လို့ရှိရင်နိုင်ငံကြီးတွေပဲရှိတယ်အဲ့ဒီအတွက်ကြောင့်မို့သူတို့အဲ့နိုင်ငံကြီးကိုတွားပြီးတိုက်မလားဆိုမတိုက်နိုင်ဘူးလေအဲ့အတွက်ကြောင့်သူတို့မှာဘာလုပ်ကြလဲဆိုတော့ကာကွယ်ရေးစွမ်းအင်မြင့်တင်ရေးဆိုတာကိုလုပ်ကြတယ်နောက်ဆုံးရုပ်စာဆုံးဗျာထိုင်းတို့ဘင်္ဂလားဒေ့ရှ်တောင်မှကိုရီးထပ်ပိုးပြီးတော့စီးပွားရေးအင်အားပိုကောင်းတယ်လို့ပြောနိုင်လောက်တဲ့အခြေအနေဖြစ်နေတဲ့အခါကျတော့ကိုယ်နိုင်ငံမှာစီးပွားရေးအင်အားမကောင်းတော့လဲဘာလို့အဓိကထားပြီးတော့လုပ်ကြလဲဆိုတော့ကာကွယ်ရေးပဲသူတို့ခေါင်းထဲမှာပဲ့တင်ထက်နေကြအဲ့အကြောင်းပဲတချို့အခြေအနေမှာမလိုလားတဲ့ပြဿနာတွေပေါ်လာရဲဆိုတာလဲအဲ့ဒါတွေကြောင်းလဲပါမှာပေါ့ဗျာထားလိုက်ပါဦးဒါတွေကကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေဆိုတော့လဲမပြောတော့ပါမလုပ်ရင်ကိုယ်ပဲနစ်နာမယ်အမှန်ပြောလဲဘာမှမပြောင်းအားကောင်းတဲ့လူကပဲအနိုင်ရမယ်အဲ့လိုစိတ်တွေကယုံကြည်မှုပြတ်ရွင်းနေတဲ့လူ့ဖွဲ့စည်းရဲ့လက္ခဏာတွေယုံကြည်မှုပြတ်သွားတဲ့အခါမှာလူတွေကအချင်းချင်းအကူအညီပေးဖို့ထက်ကိုအချင်းချင်းတတိထားဖို့ပိုများလာတယ်ဘယ်ကောင်းအောင်ကြောဓာတ်နဲ့ထုံးမှန်မသိဘူးဆိုတဲ့အခြေအနေဖြစ်လာကြတဲ့သဘောပေါ့ဗျာအဲ့ဒါလူအတိုင်းဝိုင်းကိုအေးဆက်စေရဲ့ဗျစိတ်ချရမှုတွေကိုလည်းယုံနေစေရဲ့ပြီးတော့မလိုလားအပ်တဲ့ကုန်ကြမှုတွေကိုလည်းပုံမှုကုန်ကြစေရဲ့တယောက်နဲ့တယောက်မယုံကြည်ရလို့ကျွန်တော်တို့ကုန်ကြစိတ်များတာတွေရှိလားမရှိဘူးလားဆိုတာတော့တွေးကြည့်ပေါ့ဗျာနောက်ဆုံးရုပ်စွာအဆုံးဗျာကျွန်တော်တို့နိုင်ငံအတွင်းမှာဖြစ်နေတဲ့ပြည်တွင်းစစ်အခြေအနေကြောင့်မို့လို့အကုန်ကြတွေပုံများလာကြတယ်ဒါလည်းအကုန်လုံးမျက်မြင်ပဲထင်ပါတယ်နောက်ပြီးတော့ပြည်တွင်းစစ်ဖြစ်နေတော့စစ်မှုထမ်းဥပဒေပါတခါလေးပြဋ္ဌာန်းလိုက်တော့ပိုးပြီးတော့အကုန်ကြတွေများလာကြတယ်ဒါလည်းအကုန်လုံးမျက်မြင်ပဲထင်ပါတယ်အဲ့ဒါဘာဖြစ်လို့လဲကျွန်တော်လူမှုအတိုင်းဝဲမှာတယောက်နဲ့တယောက်မယုံကြည်ရလို့ဗျတကယ်တမ်းနိုင်ငံကြီးတွေလာတိုက်လို့ရှိရင်ကျွန်တော်တို့ခံနိုင်ရှိပါမလားအဲ့လိုစစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ရုံနဲ့မဟုတ်ဘူးနော်ကျွန်တော်ထင်တာကတော့ကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေကျွန်တော်တို့ရဲ့လူနေမှုအတိုင်းဝိုင်းတွေတဖြည်းဖြည်းပြောင်းလဲမှကျွန်တော်တို့ရဲ့အနာဂတ်တွေဒီမြေပေါ်မှာရှင်းသန်နေရဆိုမှကျွန်တော်တို့ကကာကွယ်ကြမှာဗျဒါကျွန်တော်စိတ်ထုံပြောတာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့စီမင်းဥပဒေသားတွေပဲထုတ်မယ်ဆိုလို့ရှိရင်တော့လူတွေကပုံစံတစ်မျိုးနဲ့ပြောင်းပြီးတော့တွေးလာတဲ့အခြေအနေမျိုးဖြစ်လာမှာပဲအဲ့အကြောင်းမို့ကျွန်တော်တို့စိတ်ဓာတ်တွေကိုအရင်ဆုံးခိုင်မာလာအောင်လို့အစိုးရစနစ်ကိုကောင်းအောင်လုပ်ပေးပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံတာပါကဲတွားလိုက်ကြအောင်ဗျာအခွင့်အလမ်းမညီမျှမှုလူတိုင်းကတာထွက်တွေကအကုန်လုံးမတူညီကြဘူးဗျတချို့ကပညာရေးကောင်းကောင်းရကြတယ်တချို့ကအိမ်ထဲကနေနေလို့ရှိရင်တော့မတည်ငြိမ်ဘူးသူတို့ရဲ့အိမ်တွင်းကြီးကတချို့မှာအတန်ထွက်ခွင့်ရှိရဲတချို့အခြေအနေတချို့လူတွေကြတော့အတန်ထွက်ရင်ပိုပြီးတော့နစ်နာရတဲ့အခြေအနေရှိတယ်တချို့လူတွေအတွက်ကအလုပ်တစ်ခုရဖို့အတွက် connection တွေမလိုဘူးဆက်သွယ်တွေမလိုဘူး
ချို့လူတွေအတွက်ကြတော့အလုပ်ရဖို့အတွက်အဆက်အသွယ်လိုအပ်တယ်အဲ့လိုအခွင့်အလမ်းတွေမညီမျှတာကြာလာလို့ရှိရင်လူတွေကစနစ်ကိုမျှတတယ်လို့ထင်တာကြမှာမဟုတ်တော့ဘူးဗျအဲ့ဒီအခါကြာလို့ရှိရင်ဘာဖြစ်မလဲဆိုတော့စီကံလိုက်နာတာဟာအားနဲ့သူရဲ့အားနဲ့ချက်လို့ဖြစ်လာတယ်ငါမှမရှိဘူးငါရှိမှဒါမရှိဘူးဆိုတဲ့လူကသူတို့မှဘာရှိတယ်လဲသူတို့ကဘာကြောင့်ရှိတာလဲဆိုတော့မေးလာကြတယ်အဲ့မမေးတဲ့ဘူးတော့ကျွန်တော်မထင်ဘူးဗျဥပမာအနေနဲ့ဗျကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်လူဒန်းစား2မျိုးလို့ပြောလိုက်လို့ရတယ်ရှင်းပြောလို့ရှိရင်တော့ပစ္စည်းမဲ့လူဒန်းစားနဲ့ပစ္စည်းမတ်လူဒန်းစားအဲ့ဒါတွေကဘာကြောင့်ဖြစ်လာကြလဲထားလိုက်ပါဗျာဒီမေးခွန်းကတဘာဝကြဒါပေမဲ့အဖြေမပေးနိုင်တဲ့လူပတ်ဝန်းကျင်မှာအဲ့ဒီမေးခွန်းကဒေါသအဖြစ်နဲ့ဖြစ်သွားတတ်တယ်ဗျအဲ့ဆိုလို့ရှိရင်ကျွန်တော်မျှတမှုမရှိရင်ရောလေးစားမှုရှိနိုင်ပါမလားလူတွေကဥပဒေကိုသဘောမတူလဲလိုက်နာနိုင်တယ်ဒါပေမဲ့မျှတတယ်လို့မယုံရင်ရေရှည်မှာမလေးစားတော့ဘူးဗျတကယ်ပြောတာအဲ့ဒါတော့လူတွေကကျွန်တော်တို့လူသားတွေကဥပဒေတစ်ခုကိုမိမိတို့သဘောဆန္ဒလျောက်သဘောမတူလဲလက်နာနိုင်ဒါပေမဲ့ကျွန်တော်တို့အတွက်မျှတတယ်လို့မထင်လို့ရှိရင်တော့ရေရှည်မှာလေးစားမှာမဟုတ်တော့ဘူးဥပဒေကလူတိုင်းအတွက်တူညီတယ်လို့ထင်ရမှာအဲ့ဥပဒေပေါ်လေးစားမှုဆိုတာရှိလာမှာအဲ့ဥပဒေကင်ဆောင်နေတဲ့အစိုးရပေါ်လေးလေးစားမှုရှိလာမှာပေါ့ဗျာနောက်ဆုံးအဆင့်ပြောရရင်လို့ရှိရင်တော့ဒါမဟုတ်ဘဲနဲ့အာဏာရှိတဲ့လူအတွက်ကြတော့လွယ်ကူပြီးတော့အားနဲ့သူအတွက်ကြတော့တင်းကျပ်နေလို့ရှိရင်လူတွေကဥပဒေကိုတရားသဖြင့်လို့မြင်လာမှာမဟုတ်တော့ပဲဥပဒေကိုအသုံးချကံကိရိယာတစ်ခုဖြစ်ပဲမြင်လာကြတော့မှာအဲ့အချက်ကလည်းအရေးကြီးတယ်ဗျကျွန်တော်နိုင်ငံမှာဖြစ်ပေါ်နေတဲ့ပုံစံနဲ့ကြည့်လိုက်လို့ရှိရင်လေဒါကျွန်တော်အထင်ကိုပြောတာပါအဲ့ဒီကမှလူတွေရဲ့အတွင်းစိတ်ကမလေးစားတင်မှုဆိုတဲ့တုံ့ပြန်မှုကကြီးထွားလာတယ်မျှတမှုကစနစ်ရဲ့ဇိမ်ခံပစ္စည်းမဟုတ်ဘူးဗျအခြေခံလိုအပ်ချက်နောက်ပြီးတော့လေအားနဲ့သူကိုဘယ်လိုဆက်ဆံတယ်လဲလူ့ဘဝစည်းတစ်ခုရဲ့အနက်ရှိုင်းဆုံးကိုကျင်တရားကဘာလဲဆိုအားနဲ့သူဘယ်လိုဆက်ဆံတယ်လဲဆိုတာနဲ့တိုင်းတာတာပဲအဲ့ဆိုရင်ကျွန်တော်မြန်မာနိုင်ငံသားတွေရဲ့လူအဖွဲ့အစည်းရအောင်အိပ်ပေတံနဲ့တိုင်းကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဟိုအောက်ဆုံးရောက်နေတယ်လို့တော့ထင်တာပဲဆင်းရဲသူကိုဘယ်လိုကြည့်တယ်လဲအလုတ်သမားကိုဘယ်လိုဆက်ဆံတယ်လဲခလေးတယောက်ရဲ့စကားကိုဘယ်လိုနားထောင်တယ်လဲမတူညီတဲ့သူတယောက်ကိုဘယ်လိုမျိုးဆက်ဆံတယ်လဲအမားလုပ်တဲ့လူကိုဘယ်လိုမျိုးပြန်လဲတိဆောက်ခွင့်ပေးတယ်လဲအဲ့ဒါနဲ့တိုင်းတာရတာဗျအားနေတဲ့လူကိုအမြဲနင်းချေတဲ့လူပတ်ဝန်းကျင်မှာလူတွေကတနာတတ်မှုကိုအားနေချက်လို့သဘောထားလာတတ်ကြတယ်အားကြောင့်မို့လဲတချို့တွေသူပတ်စံရှိသွားတော့ကြီးကျယ်သွားတာကြည်ပါလားဟုတ်တယ်လေဘာဖြစ်လို့လဲဆိုတော့မရှိခင်ကသူ့ကိုအဖိနှိတ်ခံထားတာကိုရှိလဲရှိလောက်အေးငါနဲ့တွေ့မယ်ကွာဆိုပြီးတော့အဲ့လိုမျိုးစိတ်ဓာတ်တွေထုံးကားလာတာပေါ့ကျွန်တော်တို့ကတကယ်လို့လူအတိုင်းဝမ်မှာတယောက်နဲ့တယောက်ပံ့ပိုးကူညီပေးတယ်ဟုတ်လားတယောက်နဲ့တယောက်ကူညီဆောင်မပေးတယ်ဆိုလို့ရှိရင်လူတယောက်ကြီးပွားသွားလို့ရှိရင်ရောအဲ့လူကသူ့ကိုကူညီပေးခဲ့တဲ့လူတွေကိုပြန်ပြီးတော့မေးပါမလားကျွန်တော်ကတော့မမေးလောက်ထင်တာပဲ100မှာ80%လောက်ကတော့အရင်အတွေးခေါင်တဲ့လူမျိုးတို့အရင်အတွေးများတဲ့လူမျိုးမှတာနာကြီးတတ်တဲ့လူမျိုးမှတာမေ့မိသွားလောက်တယ်ပေါ့နော်တာဝန်ယူမှုရှိတဲ့လူပတ်ဝန်းကျင်မှာအားနည်းသူထိမ့်သိမ့်ပေးတာတရားမျှတမှုရဲ့အရေးကြီးဆုံးစမ်းသပ်ချက်တစ်ခုဗျလူတွေဟာတမာမှုကိုချီးကျူးရပေမဲ့ရက်ဆက်မှုကိုမချီးကျူးအောင်ဒါပေမဲ့ကျွန်တော်တို့ရောရက်ဆက်မှုကိုချီးကျူးနေသလားတ
တန်မာမှုကိုချီကျူးနေတယ်လားနှစ်ခုကတူတရောင်နဲ့ကွာရယ်နော်ရက်ဆက်တာနဲ့တန်မာတာမတူဘူးဗျအဲ့ဒီငင်းကိုမခွဲနိုင်လို့ရှိရင်စနစ်ကမာကျောလာပြီးလူကပျော်ပြောင်းသွားတယ်စနစ်ကတူဖြစ်ပြီးလူကပေဖြစ်သွားတယ်အဲ့ဆိုရင်အစိုးရကဘယ်လိုနေရာမျိုးမှာတာဝန်ရှိတယ်လဲကျွန်တော်ပြဿနာကြီးလိုက်ရှာလို့ရှိရင်အစိုးရကိုလက်ညှိုးထိုးလို့ရှိကြပေါ့ဗျာအဲ့ဒါကတော့အလွယ်ဆုံးပေါ့ဒါပေမဲ့အစိုးရပြဿနာတစ်ခုတည်းရဲ့အရင်းမြစ်လားဆိုတော့လည်းမဟုတ်ဘူးဗျဒါပေမဲ့သူကတော့အရေးကြီးဆုံးတာဝန်ရှိသူအဖွဲ့အစည်းတစ်ခုဖြစ်တယ်အစိုးရဆိုတော့ဘာလို့လဲဆိုတော့စနစ်ရဲ့စီမင်းစည်းကမ်းကိုတတ်မှတ်နိုင်တာအစိုးရပဲအစိုးရဘက်ကတာဝန်မယူနိုင်ရင်ဥပဒေတေချာမှုတွေကယော့လာမယ်ဝန်ဆောင်မှုတွေကအရေးအသွေးတွေယော့လာမယ်အခွင့်အလမ်းမမျှမှုတွေကမြင့်မားလာမယ်ပြည်သူတွေရဲ့နာကျင်မှုတွေကတိုးလာမယ်ဒါပေမဲ့အစိုးရကိုကျွန်တော်အမြဲတမ်းအပြစ်တင်နေုံနဲ့ရောရလားမရဘူးဗျတခါလေကြလို့ရှိရင်အစိုးရကလည်းသူ့ရဲ့ PR တွေအကန့်အသတ်တွေရှေးအစဉ်အဆက်ကအစိုးရတွေရဲ့ကောင်းမွေဆိုးမွေတွေကိုစက္ကန့်နေရတဲ့အတွက်ကြောင့်မို့အဲ့ဓာတွေနဲ့လုံးလည်ချက်ပြားလိုက်နေရတဲ့အချိန်ခါလေးရှိတတ်တယ်ဒါပေမဲ့ဒါဟိုပဲခေါင်းစဉ်တက်ပြီးတော့လဲလုပ်လို့တော့မရဘူးပေါ့ဗျာရေးကြီးတာကတော့ဗျာအာဏာကိုထိန်းထားယုံလောက်ဖွဲမဟုတ်ဘဲနဲ့ပြည်သူနဲ့မိမိတို့ပြည်သူကိုအုပ်ချုပ်နေရတဲ့အစိုးရကြားမှာယုံကြည်မှုကိုတည်ဆောက်နိုင်ဖို့ပဲအဲ့ဆိုကျွန်တော်ပြည်သူတွေကဘယ်နေရာမှာတာဝန်ရှိတယ်လဲကျွန်တော်ပြည်သူတွေကလည်းစနစ်ကိုပြောင်းလဲဖို့အပြားကနေစောင့်နေလို့မရဘူးဗျကျွန်တော်ရဲ့နေ့စဉ်ဘဝထဲမှာစီကံကိုချိုးပေါက်တာတွေမှန်တာမပြောရတာတွေအခွင့်အရေးရရင်အလွယ်လန်းလိုက်တာတွေတစ်ဖက်ရဲ့လူရဲ့အမြင်ကိုအလေးမထားတာတွေကြပြောင်ကြပြက်လုပ်တာတွေပေါ့ဗျာအဲ့ဒီຢာတွေကလူမှုစနစ်ကိုအမြဲပြန်ပြီးတော့ဖျက်ဆီးနေတတ်တယ်ဗျပြည်သူတယောက်ချင်းစီကမိမိရဲ့တာဝန်ကိုတိတိလေးရစပြီးတော့လုပ်နိုင်လို့ရှိရင်အဖွဲ့အစည်းတစ်ခုလုံးရဲ့ယဉ်ကျေးမှုကိုပါပြောင်းလဲနိုင်တယ်ဥပမာအနေနဲ့မောင်ဘကိုကောင်းမွန်နေတယ်ဆိုလို့ရှိရင်မောင်ဘကိုပတ်ဝန်းကျင်ကလေးစားပြီးမယ်ဆိုလို့ရှိရင်မောင်ဘကိုလေးစားတဲ့လူတွေကလည်းမောင်ဘလိုပဲကောင်းမွန်လိုက်နေလာတော့ဒါမှမဟုတ်ပဲနဲ့မောင်ဘအာနာရှိတယ်အာနာယူတယ်မောင်ဘကအလွယ်လိုင်းလိုက်တယ်အာနာပြတယ်ပတ်ဝန်းကျင်ကလည်းမောင်ဘကိုလေးစားနဲ့ဆက်ဆံလို့ရှိရင်ပတ်ဝန်းကျင်ကလည်းမောင်ဘလိုပဲအာနာယူတယ်အာနာရှိတယ်အလွယ်လိုင်းလိုက်တယ်အခွင့်အရေးကိုအသုံးချတတ်တဲ့လူဖြစ်သွားမှာအဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဘယ်လိုပတ်ဝန်းကျင်ဖန်တီးခြင်းတလဲဆိုတာကျွန်တော်တို့ပေါ်လဲပြည်သူတွေပေါ်လဲမူတည်တည်စီမင်းတွေကိုလိုက်နာမယ်တာဝန်တွေယူမယ်အမှန်တရားကိုမဖုံးမှုပဲမတရားရင်မတရားဘူးလို့ကျွန်တော်ပြောရရမယ်နောက်ပြီးတော့တစ်ဖက်လူကိုလည်းကျွန်တော်လူလို့မြင်ရမယ်လူကိုလူလို့မြင်တတ်ကြမယ်အဲ့ဒါလေးတွေကရိုးရိုးတာမန်လို့ထင်ရပေမဲ့နိုင်ငံတစ်ခုရဲ့အရေးကြီးဆုံးစီမင်းစည်းကမ်းတွေပဲဗျလူပတ်ဝန်းကျင်တစ်ခုရဲ့အရေးကြီးဆုံးစီမင်းစည်းကမ်းတွေပဲကောင်းမွန်တဲ့လူပတ်ဝန်းကျင်ပေါ့ဗျာအဲ့ဒါဆိုရင်စနစ်တစ်ခုကြာရှုံးသွားတာဆိုတာဘယ်လိုဖြစ်လာတယ်လဲကျွန်တော်စနစ်တစ်ခုပြတ်တယ်ဆိုတာတနေ့တည်းတညတည်းနဲ့ဝုန်းနေတိုင်းနေဖြစ်လာတာမဟုတ်စနစ်ပြတ်တယ်ဆိုတာအရင်ဆုံးမထင်ရှားတဲ့အမှားတွေကိုလက်ခံလာရကနေစလာတာနောက်တော့အဲ့ဒီအမှားတွေကပုံမှန်ပြန်ဖြစ်သွားတယ်အဲ့နောက်ပုံမှန်ဖြစ်လာတာတွေကိုစံနှုန်းလို့ထင်လာကြတယ်ဥပမာအနေနဲ့ဗျာကြည့်အောင်တိုင်းပြည်ကြောက်ထဲကြမှာဆိုလို့ဒါပေမဲ့တက်မလို့ယူဒီနေရာမှာလည်းကျွန်တော်တခုတော့မြစ်တာရက်ခံခြင်းပါတယ်ဘာလို့လဲဆိုတော့နိုင်ငံအတွင်းမှာနိုင်ငံရေးသမားတွေလည်းတေးချာချာလေပတ်လို့ရအောင်ပြည်သူတွေလည်းသိရအောင်တိုင်းပြည်ကြောက်ထဲကြဖို့ဆိုတာဘယ်လိုအချက်တွေနဲ့ညှိနိုင်လို့ရှင်ကြောက်ထဲကြတယ်ဆိုတာတည်တည်ချာရှင်းလင်းတော့အချက်လက်ထုတ်ပြန်ပေးတင်တယ်လို့တော့ကျွန်တော်ထင်တာပဲဘာလို့လဲဆိုတော့အရှိရောက်ခံနေလိုက်လူတွေကောင်းမွန်နေရခံနေလိုက်တိုင်းပြည်ကနောက်ကိုပြန်ဆွဲချသွားလိုက်လူအချင်းချင်းကိုနိုင်ငံသားအချင်းချင်းပဲပြန်လဲတက်ဖြတ်နေကြလိုက်နဲ့ဒီတနေရာကြီးမှာပဲလည်နေရတာကျွန်တော်လူဖြစ်ရှုံးတယ်လို့ခံစားရလို့ပါဗျာ
မှားတာရှိလို့ရှင်လဲဒါတွေမှားတယ်ဆိုတာကိုဒီလိုအချက်တွေကတော့ထိလို့မရတဲ့စီးမြင့်နေဆိုတာကိုတော့အကုန်လုံးသိအောင်ထုတ်ပေါ်ပြသပြောပြထားလို့ရှိရင်တော့အဆင်ပိုပြေတာပေါ့ဗျာပို့လင်းနဲ့ဘာလို့လဲဆိုတော့လူဖြစ်မရှုံးကျင်လို့ပါကျွန်တော်ရလာတဲ့လူဘဝခဏလေးကိုကဲကျွန်တော်မူရင်းကြောရုပ်ပဲသွားကြအောင်ဗျာအဲ့ဒီခါမှာလိန်တာက normal အဆက်အသွယ်ရှာတာတာမန်စီမီစီကောင်ချိုးဖောက်တာတာမန်တာဝန်မယူတတ်တာတာမန်ဆိုတဲ့ပတ်ဝန်းကျင်ဖြစ်သွားကြအောင်စနစ်ကကြီးမားတဲ့ပြုတ်ကွဲမှုကြီးကြောင့်ပဲမဟုတ်ဘူးဗျလူတွေရဲ့အလေးအထသေးသေးလေးတွေကနေပြက်ကုန်ကြတယ်ဥမာအနေနဲ့ဗျာ2021အာနာသိန်းနဲ့အာနာသိန်းတော့တက်မတော်အာနာထိန်းလိုက်တဲ့အခါမှာကြတော့လူတွေကအဲ့ချိန်ကာလမှာနေလို့ထိုင်လို့နေနေအဆင်ပြေသေးတယ်နောက်ပိုင်းကျတော့ကောလာဟာလာတွေတယောက်နဲ့တယောက်မယုံကြည်မှုတွေတယောက်နဲ့တစ်ဖက်နဲ့တစ်ဖက်မလေးစားမှုတွေအချင်းချင်းညှိနှိုင်းဆောင်ရွက်မှုမရှိကြတော့တာတွေဟုတ်လားတစ်ဖက်နဲ့တစ်ဖက်ကိုအရင်တွေးကွဲသွားတာတွေကြောင့်မို့ကျွန်တော်တို့လူအတိုင်းဝိုင်းကအခုဒီနေ့လိုမျိုးပုံစံမျိုးဖြစ်လာကြတာဗျာဒါလက်ငင်းပြလို့ရတဲ့ဥပမာပေါ့ချက်ချင်းဖြစ်လာဆိုချက်ချင်းမဖြစ်ဘူးတည်းတဖြည်းနဲ့လူအတိုင်းဝိုင်းရအခုဆိုလို့ရှိရင် normal life ပုံစံမျိုးဖြစ်လာကြတယ်ဥဒမလောဘဒါကြောင့်မို့လို့ဘယ်လိုအခြေအနေမျိုးမှာလူအတိုင်းဝိုင်းကပျက်စီးနိုင်တယ်လဲဆိုတာကိုနားလည်ရမယ်အကြီးတွေပြောပြီးအကြီးတွေလောက်တာတက်ကိုကျွန်တော်တို့နေ့စဉ်ဘဝတာမန်ရိုးရှင်းလေးတွေကိုပဲကောင်းမွန်စွာလှုပ်ဆောင်နိုင်ဖို့လိုအပ်တယ်ဗျအဲ့ဆိုရင်ကျွန်တော်တို့ပျော်ကွဲနေတဲ့ကျွန်တော်လူပတ်ဝန်းကျင်လူဖွဲ့စည်းတစ်ခုလုံးကိုပြန်လဲတည်ဆောက်နိုင်လားလူတွေပဲဗျာဘာလို့မတည်ဆောက်နိုင်ရမှာလဲတည်ဆောက်နိုင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့စကားနဲ့တည်ဆောက်လို့မရဘူးဗျကျွန်တော်တို့ရဲ့အလေးအထားနဲ့တည်ဆောက်ရတယ်အစိုးရဘက်ကလည်းပွင့်လင်းမြင်သာမှုပိုလိုတယ်လူပြည်သူတွေဘက်ကလည်းလေးစားလိုက်နိုင်မှုလိုတယ်ကျောင်းတွေဘက်ကလည်းကလေးငယ်တွေကိုသင်ကြားတဲ့အခါမှာ critical thinking လို့ခေါ်တဲ့ဆက်တွေးခေါ်နိုင်စွမ်းအားတွေလိုတယ်နောက်ပြီးတော့မိသားစုတွေကလည်းစာနာနားလည်ပေးတတ်မှုလိုတယ်မီဒီယာတွေကလည်းအမှန်အတိုင်းရှင်းလင်းမှုလိုတယ်ကိုယ့်ရဲ့စိတ်ဆန္ဒကိုဖော်မပြဘဲနဲ့အမှန်တိုင်းရှင်းလင်းနဲ့လုပ်ဖို့လိုတယ်ဗျပတ်စံရမှုတစ်ခုလည်းမကြည့်ဘဲနဲ့ပေါ့ဗျာကိုယ့်ရဲ့နာမည်ကျော်ကြားလို့မှုပတ်စံရမှုတစ်ခုပဲမကြည့်ဘဲနဲ့လူသားတွေရဲ့ဘဝတွေမှာလူမြင်တတ်ဖို့အတွက်ကိုအမှန်တရားတိုင်းကိုရှင်းလင်းချက်ပြဖို့အတွက်လိုတယ်အဖွဲ့အစည်းတွေကလည်းတရားမျှတမှုလိုအပ်တယ်နောက်ဆုံးရေးကြီးဆုံးကတော့ဗျာလူတွေကိုအနိုင်ရဖို့ပဲမတင်ပေးပဲနဲ့အတူတကွနေထိုင်တတ်အောင်သင်ပေးဖို့ကအရေးကြီးတယ်ဗျလူအတိုင်းဝိုင်းဆိုတာလေတဦးချင်းစီရဲ့အောင်မြင်မှုတွေကိုစုထားတာမဟုတ်ဘူးဗျတယောက်နဲ့တယောက်ဘလောက်ထိထိမ့်ညှိပေးနိုင်တယ်လဲဆိုတာခေါ်တာလူဖွဲ့စည်းတစ်ခုမှာအကြက်တဲတွေရှိမယ်ပရိပခတွေရှိမယ်အားနည်းချက်တွေရှိမယ်အမှားတွေရှိမယ်ဒါပေမဲ့အဲ့လိုအရာတွေကိုအဲ့ဖွဲ့စည်းကဘလို့လူဖွဲ့စည်းကဘလို့တုံ့ပြန်လဲဆိုတာနောက်ဆုံးမှာအဲ့လူဖွဲ့စည်းကိုပြဋ္ဌာန်းထားတဲ့စနစ်ရဲ့အရေးသွေးရပဲဆုံးဖြတ်တယ်လူတိုင်းကကိုကျိုးပဲကြည်လာလို့ရှိရင်လူဖွဲ့စည်းကအားပြောလာမယ်အစိုးရမမျှတမှုကိုမထိန်းနိုင်လို့ရှိရင်ယုံကြည်မှုပြတ်လာမယ်ပြည်သူကလည်းတာဝန်ယူမယူလာလို့ရှိရင်စနစ်ကဗျံပတာဖြစ်လာမယ်အဲ့ဒါကြောင့်အကြီးဆုံးပြဿနာတယောက်တည်းမဟုတ်ဘူးဗျကျွန်တော်တို့အစိုးရနဲ့ပြည်သူကြားပြည်သူနဲ့ပြည်သူကြားမှာအပြန်အလှန်ယုံကြည်မှုတွေပြန်လည်တည်ဆောက်နိုင်ခြင်းမတည်ဆောက်နိုင်ခြင်းပဲဗျလူဖွဲ့စည်းတစ်ခုကသူ့အတွင်းကလူတွေကိုဘလောက်တန်ဖိုးထားသလဲသူ့အဖွဲ့အစည်းအတွင်းမှာရှိအားနည်းသူတွေကိုဘလောက်ထိကာကွယ်ပေးသလဲသူ့အဖွဲ့အစည်းမှာလက်ခံထားတဲ့အမှန်တရားတွေသူ့အဖွဲ့အစည်းကအမှန်တရားတွေကဘလောက်ထိတာရှည်ခံနိုင်တယ်လဲအဲ့ဒီအရာတွေနဲ့ပဲတိုင်းတာလို့ရတာဗျနောက်ဆုံးတော့ဗျာစနစ်ကလူတွေထက်ကြီးမားတဲ့အရာမဟုတ်ပါဘူးလူတွေဖန်တီးထားတဲ့အရာတခုပါကျွန်တော်ပတ်ဝန်းကျင်တွေကထက်ခါလုံနေတဲ့အရာတွေကပဲစနစ်ကိုဖန်တီးသွားကြတာပါ
ဒါကြောင့်မို့လူ့ဖွဲ့စည်းကိုပြောင်းချင်ရင်အရင်ဆုံးကိုနေ့စဉ်ဘဝတွေကကျွန်တော်တို့ရိုးရိုးတာမှန်ရိုးရှင်းတဲ့အပြုအမူလေးတွေကိုပြောင်းအောင်မယ်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့ဒီနေ့တင်ဆက်မှုကိုဒီမှာပဲညီကုန်းချုပ်ရပါတယ်အစိုးရများလဲပြည်သူများချားမှာကျင့်သုံးသောစနစ်ကောင်းများဖော်ဆောင်နိုင်ကြပါစေပြည်သူများကလည်းမိမိတနေ့တာရိုးရှင်းသောအလေးချိန်များကိုကောင်းမွန်သောအကျင့်များဖြင့်ဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်ခင်ဗျာနားထောင်ကြတဲ့မိဘပြည်သူများလည်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ